Hello ခုပါကြောက်တဲ့ချိန်လဲနီးပြီဆိုတော့ views မှာရှိတဲ့ pencil case ကိုမှဘူးမျိုးစားစုံနေလာပြပေးတာပါဒါလေးဆိုလို့ရှိရင်သူအမာသားလေးပေါ့နော်ကျစ်ဖွင့်လိုက်လို့ရှိရင်လေအထဲမှာဒီလိုတကန့်ပါတယ်ပြီးလို့ရှိရင်ဒီဘက်မှာလည်းထည့်လို့ရတယ်ဒီဟာလေးကအမျိုးအစား9မျိုးလာတယ်ပေါ့နော်ဒါက My Melody ဒါကကူရိုမီဒါကစီနာမိုဒါလေးကလည်းခူရိုမီရောနောက်တစ်မျိုးလေးပေါ့နော်တစ်ခုနောက်ကခရင်ရုပ်မတူပေါ့နော်ဒီရကြားလေးတက်ကြတော့ဒီမှာစပိုင်ဒါမန်လေးရှိပါတယ်နောက်တစ်မျိုးအနေနဲ့ဒီလိုအပြော့သားကပန်ဆယ်ကိစ်လေးတိုက်တယ်ဆိုတော့ဒါလေးယူနေတယ်နော်ဒါလေးဆိုလို့ရှိရင်အပြော့သားအထဲမှာအများကြီးဆန်နေဖွင့်လိုက်တာနဲ့ကျေးပါဒီလိုစီကဒီလို quality ကောင်းတာလေးတွေဒါဆိုရေးဆိုတဲ့ခံနဲ့ quality ကောင်းတာလေးပဲရောင်းပေးပါတယ်ဒီလိုမျိုးသားထဲမှာဆိုလို့ရှိရင်ဒါခူရိုမီရှိမယ် My Melody ရှိမယ်စီနာမိုရှိရဲ့ Hello Kitty ရှိတယ်ဒါလေးတော့ဘုံဘွေလို့ပြောင်းလို့စစ်တယ်နော်ဒီ license ကိုမှဘူးလို့ရှိရပေါ့နော်ဒါဆိုရင် quality တွေအမြင့်ကြီးပဲလုံးဝ license ပါပြီးသားဆက်ရ license ပါပြီးတော့ပေါ့ပါအဲ့ဆိုလို့ရှိရင်လည်းအဲမှာတကယ်ပါတယ်ဒီလို comment ထည့်လို့ရနေပါအောက်တကယ်ပါပါတယ်အန်တီပဲရေးတဲ့ဟာတွေတော့ပါနေတယ်အဲ့ဆိုလို့ရှိရင်တော့ဆက်ရ license ပေါ့နော်ကဲအခုတက်ပေးသွားတယ်ပမာဘူးမျိုးစားတဲ့ကောင်တော့အယူခေါ်တဲ့စစ်ဆိုင်ဝဲ၄ခုလုံးမှာအခုလည်းတက်လာလို့ရတယ် online နဲ့ဖိုင်လေးရပါတယ်အလုံးမဲ့နောက်ပြီးမှတွေ့